အရင်ကတော့ဗျာနော်ကျွန်တော်တို့ဖုန်းမှာတော့ရမရှိတဲ့အချိန်ဖုန်းထိုင်ကြည့်ပြီးတော့ဖုန်းပို့ပြီးတော့မှသူများတွေရဲ့အောင်မြင်တာတွေကိုသူများရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးတော့မှဗောနော်ကိုအားမလို့အားများဖြစ်တာပေါ့ကိုပြန်ကြည့်တဲ့ချိန်ကျတော့ငါကြာရှုံနေပြီလားငါနောက်ကျနေပြီလားသူများတွေကတော့ကိုကြော်တက်သွားပြီဆိုမှဖြစ်တာပေါ့ဗျာဒါပေမဲ့အခုနောက်ပိုင်းကတော့ကိုသူများနဲ့တောက်ပြီးမရှင်တော့ဘူးမရှင်ဖြစ်တော့ဘူးဗျဘာလို့လဲဆိုရင်ကိုလည်းအနာပေးလိုက်မယ်လေနော်သူများနဲ့ရှင်ချင်းကနေတော့ကိုအနာပေးလိုက်တာဟုတ်တယ်မလားဘာလို့ဆိုရင်ကိုရဲ့လှုပ်ရက်ကိုသွားနေတဲ့လမ်းကိုလို့နဲ့လှုပ်ရက်ကိုလည်းလေးစားမှုတော့ပြရမှာလေနော်ဆိုတော့ကိုလို့နိုင်စွမ်းနဲ့ကိုကလှုပ်နေတဲ့အရာလေးတွေပေါ်မှာကိုပြန်လေးစားမှုပေးရမယ်လေးစားမှုတွေပြနိုင်ရမယ်ဆိုတော့ဒါကြောင့်မလို့အခုနောက်ပိုင်းဆိုရင်သူများလှုပ်ရက်နဲ့သူများရဲ့အောင်မြင်မှုနဲ့ကိုရဲ့လှုပ်ရက်တွေကိုရဲ့အောင်မြင်မှုတွေကိုရှင်ချင်းကနေအနားယူလိုက်ပြီးမရှင်ဖြစ်တော့ဘူးဆိုတော့ကိုပဲ focus ထားဖြစ်တာပေါ့သူများကို focus ထားမယ်အစားကိုပဲအာယုံပိုစိုက်မိတာပေါ့အဲ့ဒါကြတော့ကိုလည်းလွတ်လပ်လို့ခံစားရတယ်ကိုလည်းပို့ပြီးတော့မှပေါ်ပါဖြစ်တာပေါ့ဗျာနော်ဆိုတော့ခင်ဗျားလည်းမရှင်းကြပါနဲ့ဗျာနော်ကိုအလုံးနဲ့ကိုအောင်မြင်မှုနဲ့ကိုပေါ့ဗျာတကယ်ထင်ကြရင်တော့ကိုလည်းလိုချင်တဲ့အပိုင်းတစ်ခုတော့ရလာမှာသိချပါတယ်ဟုတ်တယ်မလား